မင်္ဂလာပါကျွန်တော် AK ပါကဲနှစ်ရက်ဆက် all win ထားတဲ့ကမ္ဘာဖလားရွေးချယ်မှု day 3စလိုက်ကြရအောင်ကျွန်တော် YouTube channel ကအသစ်ဖွင့်လာတာမလို့ subscribe လုပ်ခဲ့ပါအောင် brother တို့ဒီနေ့ကမ္ဘာဖလား day 3ပွဲစဉ်3ပွဲတွေကကျွန်တော် Scotland နဲ့ Haiti ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ဒီပွဲစဉ်ကမြန်မာစံတော်ချိန်နဲ့ဆိုရင်မနက်ဖြန်မနက်9နာရီခွဲမှကန်ပါပေါ့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာတော့ Scotland တင်က body ကြီးတစ်လုံးတည်ပေးထားပြီးတော့ကိုပေါင်းကြီး3 plus 60ဆိုပြီးတော့ပေးထားပါတယ်ဒီပွဲစဉ်မှာကြေးရန်ရ Scotland body ကြီးတစ်လုံးတည်မှာကိုပေါင်းကြီး360ဆိုတာ okay အနေနဲ့ Haiti ကိုသူတွင်းကိုတကူပေးခြင်းတဲ့သဘောမျိုးလို့ကျွန်တော်ကတော့ယူဆတယ် Haiti ဒါတကယ်လို့တကူရသွားခင် Scotland ကြေးအောင်ကိုခတ်သွားပြီကျွန်တော်ဘာကြောင့်ဒီလို Haiti ကိုရမယ်လို့ပြောလဲဆိုရင်ရှေ့မှာ Switzerland ပွဲက body ကြီး2 plus 30မှာကိုပေါင်းကြီးက3လုံးတည်ဒါကကာတာကိုလုံးဝကိုမပေးထားတဲ့အနေထားပဲဒိုင်းနေပြောနေတာ Switzerland 2 goal လောက်နဲ့နိုင်မယ်လို့ပြောနေတာဒီပွဲမှာကျတော့အဲ့လိုမဟုတ် Scotland ကတစ်လုံးတည်မှာ Scotland က2 goal လောက်နဲ့နိုင်မယ်ဆိုရင်ကိုပေါင်းကြီးကိုဒီလောက်360စားတီးသူမပေးသင့်ဘူးပေါ့အဲကြောင့်ကျွန်တော် Haiti ကိုရမယ်လို့ကျွန်တော်ပြောတာပါလက်ရှိကမ္ဘာဖလားဝင်ပြိုင်နေတဲ့အသင်းထဲမှာလေ Haiti ကအောက်ဆုံးကရင်သူကသူ့အောက်မှာတသိန်းပဲရှိတော့တာပေါ့အဲ့လိုမျိုးအားနဲ့နေတဲ့အသင်းကို Scotland အနေနဲ့ကြီးပေးတာလည်းနည်းတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဒီပွဲကိုကျွန်တော်ပြောချင်တာ Scotland ဒါသမားကောင်းနေရှိတာကိုကျွန်တော်သိရတယ်ဒါပေမဲ့ Scotland ဒီပွဲကိုဒိုင်းနဲ့လက်ဝါးချင်းရိုက်ပြီးဆော့သွားလိမ့်မယ်လို့ပဲကျွန်တော်ကသုံးသပ်တာအဲဒါကြောင့်မို့ကျွန်တော်ဒီည Haiti body ကြိုက်တယ်ကျွန်တော်အကြိုက်ကတော့ Haiti body ပါHaiti ရှုံးရင်တော့မှတစ်လုံးပဲအဲ့အတွက်ကြောင့်ကျွန်တော် Haiti body ကိုရွေးပါမယ်ဒါသာတော့ဒီ World Cup ကစီးပွားရေး World Cup နော်စီးပွားရေးဆန်တဲ့ World Cup အသင်းကြီးတွေလောက်ပွဲမစော့ဘူးလို့မပြောနဲ့အသင်းကြီးတွေလောက်ပွဲစော့မှာဒီ World Cup မှာဟိုတပွဲကောင်းမေးနေတဲ့ညီကိုတွေကျွန်တော်တပွဲကောင်းက Telegram မှာ free တင်ပေးတာပါ Telegram channel ကို join ရင် Telegram မှာ AK Football 16လို့ရိုက်ရှာလိုက်ပါဒီကိုတွေအားလုံးပဲ call လက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်